AI Store တွေကဈေးကြီးလုံးနေပါပြီ။ညကြီးတဲ့ယင်းနှိမ့်မြုပ်နှံသူတွေကတော့ပြိုင်ဘက်မရှိသေးတဲ့ပင်လယ်ပြင်စီမျက်စိကျလာကြပါပြီ။ဒါကတော့အပြာရောင်စီးပွားရေးပါ။လက်ရှိမှာဒီကန်ထားရဲ့တန်ဖိုးဟာအမေရိကန်ဒေါ်လာ3 ထရီလီယံအထိရှိနေပါပြီ။ရေနက်ပိုင်းတပ်တုတူးဖော်ရေးပါ။လက်စစ်ကားတွေအတွက်လိုတဲ့တပ်တုတိုက်တွေကကုန်းမြေထက်ပင်လယ်အောက်မှာပိုများပါတယ်။စွန့်ရင်ကန်ထားမှာဆိုရင်ကမ်းလွန်လေအားလက်စစ်လုပ်ငန်းတွေဟာရေရှည်အတွက်အလားအလာအကောင်းဆုံးပါပဲ။လူဦးရေတိုးလာတာနဲ့အမျှနီးပညာမြင့်ရေအောက်ငါးမွေးမြူရေးဟာစားနပ်ရိက္ခာအတွက်ရွှေတွင်းတွေဖြစ်လာမှာပါ။ရေရှားပါမှုအတွက်အဖြေကလည်းပင်လယ်ပါပဲ။ရေကြိုထုတ်လုပ်တဲ့နီးပညာကုမ္ပဏီတွေဟာမျက်ခြေမပြတ်စောင့်ကြည့်ရမယ့် store တွေပါ။ဒါကတော့ carbon credit ဈေးကွက်ပါ။ပင်လယ်ရေမော်ပင်တွေကကာဗွန်စုပ်ယူပေးတဲ့အတွက်ဝင်ငွေပြန်ရနိုင်တဲ့အခွင့်အလမ်းတွေရှိနေပါတယ်။ဒါပေမဲ့စိန်ခေါ်မှုရှိပါတယ်။ပင်လယ်ပြင်အုပ်ရေတွေနဲ့တဘာဝပတ်ဝန်းကျင်အဖွဲ့တွေရဲ့ကန့်ကွက်မှုတွေကိုတော့သတိထားရပါမယ်။ပင်လယ်ပြင်စီးပွားရေးကအခုမှစတာပါ။အစောဆုံးဝင်သူကအမျက်အများဆုံးပါပဲ။အခွင့်အလမ်းတွေသိရအောင် subscribe လုပ်ထားလိုက်ပါ။